တနေ့မှာဆရာဝန်တဦးဟာကလေးငယ်တဦးရဲ့နှာခေါင်းထဲကနေကစားစရာရဲအရာရှိအယုတ်ကလေးတစ်ခုကိုထုတ်ပေးလိုက်ရပါတယ်။နောက်တစ်နေ့ကျတော့ဆရာဝန်ဟာကစားစရာမိသားသမားယုတ်လေးကိုထပ်မံထုတ်ယူပေးခဲ့ရတယ်။တတိယနေ့မှာတော့ကလေးငယ်ဟာဆေးရုံကိုငိုပြီးပြန်ရောက်လာပြန်ပါတယ်။ဒီချိန်မှာတော့ကစားစရာမိသားကားလေးအစီကိုထုတ်ပေးခဲ့ရပါတယ်။ဆရာဝန်ဟာအဲ့ဒီအဖြစ်တစ်ဖက်ကိုလုံးဝကိုနားမလည်နိုင်အောင်မျက်လုံးပြိုးခဲ့ရပါတော့တယ်။ဒီကလေးကဘာလို့သူ့နှာခေါင်းထဲကိုပစ္စည်းတွေထိုးထည့်ရတာလဲဆိုတာတွေးမရအောင်ဖြစ်ထည့်ရပါတယ်။ပိုပြီးထူးဆန်းတာပစ္စည်းတွေကအကြောင်းအရာတစ်ခုတည်းနဲ့ဆက်နွယ်တဲ့ပစ္စည်းတွေကြီးပဲဖြစ်နေလို့ပါပဲဆရာဝန်ဟာသူရှိကကစားစရာ၃ခုကိုစိုက်ကြည့်လိုက်တယ်ရဲရရှိတူမိသက်သမားတူပြီးတော့မိသက်ကားတစ်စီးရုတ်တရက်ဆိုသလိုပဲဒေါက်တာကခေါင်းထဲမှာအတွေးတစ်ခုရလိုက်ပါတယ်ချက်ချင်းဆိုသလိုသူဟာတန်လိုက်ဆက်ကွင်းတုံးပစ္စည်းထုတ်ကရိယာတစ်ခုကိုဆွဲယူလိုက်ပြီးကလေးရဲ့နှာခေါင်းကိုချိန်လိုက်တယ်အတွင်းကနေကြောင်ရုပ်သေးလေးတစ်ကောင်ထွက်လာပါတော့တယ်အမှန်တရားကတော့ကလေးငယ်ဟာအဲ့ဒီကြောင်လေးကိုကယ်ဆယ်ဖို့အတွက်ရဲမိသက်သမားနဲ့မိသက်ကားတစ်စီးကိုဆေးလွတ်နေခဲ့တာဖြစ်ပါတယ်ဆရာဝန်ဟာဒီကလေးတကယ်ကိုညံကြည့်ရှင်ပဲလို့စိတ်ထဲကနေတွေးမိခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်ဖြစ်ကတော့ပူပြီးတော့ထူးဆန်းခဲ့ပါတယ်အမျိုးသမီးတဦးကိုစစ်ဆေးပြီးနောက်မှာဆရာဝန်ကသူမဟာကိုယ်ဝန်ပြတ်ကြခဲ့တယ်လို့ပြောလိုက်ပါတယ်အမျိုးသမီးကဒါကိုညှင်းဆန်ပါတယ်သူမဟာနဲ့လုံးလုံးတကိုယ်တည်းနေခဲ့တာဖြစ်ပြီးဘယ်ယောက်ျားနဲ့မှမအိတ်ခဲ့ဘူးလို့အပြန်းထင်ညှင်းဆိုပါတယ်ဘလို့လုပ်ပြီးကိုယ်ဝန်ရနိုင်မှာလဲလို့ပြောပါတယ်ဆရာဝန်ကတော့သူမကလိန်နေတာလို့ယူဆပြီးအလုပ်ကနေစောစောပြန်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့အဲ့ဒီအမျိုးသမီးဟာလက္ခဏာအထက်တစ်ခုနဲ့ပြန်ရောက်လာပါတယ်သူမဟာခန္ဓာကိုယ်တစ်ခုလုံးအဖိုးအပိတ်နဲ့ထိုင်နေတယ်လို့ဆိုပါတယ်ဆရာဝန်ဟာသူမကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာအဖိုးအပိတ်နေမဟုတ်ဘဲကောစော်နဲ့ပုံပဲ့နေတဲ့အရာတွေဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကတော့အခုဆိုရင်အတော်ဒေါသထွက်နေပါပြီသူမဟာဘယ်ယောက်ျားနဲ့မှမပတ်သက်ခဲ့ဘူးလို့ဂျိန်ဆိုပြီးဆရာဝန်ဟာသူမရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးနေရလို့ဆွဆွဲပါတယ်ဆရာဝန်ဟာအခုတလောစိတ်နှောက်ယှက်ဖြစ်เสียကြုံတွေ့နေရတာရှိလားလို့မေးလိုက်တော့အမျိုးသမီးကမရှိဘူးလို့ပြောပေမဲ့သူမရဲ့ပြက်ဆဲပြီးပါခင်မောဟောင်းဟာအောက်ထပ်မှာနေထိုင်ပြီးမကြသေးခင်မှပြန်လဲတင်းမြတ်ဖို့ဖုံးခေါ်တာတွေဟာစိတ်နှောက်ယှက်ဖြစ်เสียကောင်းနေတယ်ဆိုတာကိုပြောပြလိုက်ပါတယ်ဆရာဝန်ဟာတခုခုကိုဖော်ထုတ်မိတော့မလို့ခံစားလိုက်ရပါတယ်သူဟာအဲ့ဒီအမျိုးသမီးအိတ်နေချိန်မှာအုံနောက်လိုင်းတွေကိုစစ်ဆေးကြည့်ခဲ့ရကနက်နက်နာရီ45မိနစ်မှာသူမရဲ့လှုပ်ရှားမှုဟာအလွန်အမင်းတကြွနေတာကိုတွေ့လိုက်ရပါတယ်ဒါဟာလမ်းလျှောက်အိတ်ချင်းရဲ့ရှင်းလင်းတဲ့လက္ခဏာဖြစ်ပါတယ်နောက်ဆုံးမှာတော့သူဟာအမှန်တရားကိုဖော်ထုတ်လဲနိုင်ခဲ့ပါတယ်အဲ့ဒီအမျိုးသမီးဟာအိတ်ရင်ရောက်ပြီးလမ်းလျှောက်တဲ့အခါတိုင်းအလိုအလျောက်အောက်ထပ်မှာရှိတဲ့သူမရဲ့ခင်မောဟောင်းဖီကိုဆင်းသွားလိရှိပါတယ်ဒါကြောင့်လဲသူကနေ့တိုင်းပြန်လဲတင်းမြတ်ဖို့ဖုံးခေါ်နေတာဖြစ်ပါတော့တယ်ဒေါက်တာဟာသူမကိုမားယွင်းစွာမဆုံးဖြတ်ခဲ့ဘူးလို့ဆိုရမှာပါအရက်ခါအမှန်တရားကိုဖော်ထုတ်ပေးတယ်လို့ပြောကြပေမဲ့ဒီအမျိုးသမီးအတွက်တော့လမ်းလျှောက်အိတ်ချင်းဟာသူမရဲ့စစ်မှန်တဲ့ခံစားချက်တွေကိုဖော်ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်သင်ကောအိပ်ပျော်နေရင်လမ်းလျှောက်ဖူးလားဆိုတာဖြေပေးကြပါဦးအိပ်ဖူးရင်တော့တတိထားတင်ပါပြီလို့အကြံပေးပါရစေ